လုံးမင်္ဂလာပါဒီနေ့ကJanuary sorry ဒီနေ့က February လ29ဒီနေ့က February လ29ရက်နေ့ဖြစ်တဲ့2026ပါဆိုတော့Mary ဒီ29ရက်နေ့ကနေစပြီးတော့ဘာလုပ်မလဲဆိုရင်30 day challenge ကိုခေါ်ထားပါတယ် consistency အတွက်ပေါ့နော်ဆိုတော့30 day challenge မှာနေ့တိုင်း exercise လုပ်အောင်မယ်ဆိုတော့ exercise လုပ်ရမယ်ဆိုတဲ့နေရာမှာဒီမှာကမရstrict schedule နဲ့ဆိုလို့ရှိရင်မရလုံးဝအဆင်မပြေရတဲ့တူမျိုးလူမျိုးလိုက်ကွဲပြရဲလုံးဝ strict schedule နဲ့လုံးဝတိကျလုံးနေဆိုလို့ရှိရင်မရအတွက်ကဘလုံးဝအဆင်မပြေဘူးမရ intuitive တမဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ငကိုရဲ့ consistency ကိုအများကြီးလိုက်မစားဖြစ်ဘူး consistency ဖြစ်အောင်ပေါ့နော်ဒါပေမဲ့ဒီ new year မှာလုပ်ကြည့်ရအောင်ဆိုရဲ idea လေးနဲ့အတူမရစပြီးလုပ်ကြည့်ရပါတော့ဒီနေ့အတွက်ကတော့ ဖျားလေးရှိခုတ်ပြီးသွားပြီ exercise လေးလုပ်ပြီးသွားပြီအခုစာအုပ်လေးတစ်ခန်းပေါ့နော် part တစ်ခုကိုပြီးအောင်တော့ဖတ်လိုက်တယ်ပေါ့နော်အဲ့လိုမှဆိုတော့တစ်ခုထပ်ပို့ဖတ်ဖြစ်တယ်သို့တော့အများကြီးပေါ့နော်ပြစ်သိပ်ပြီးမထည့်ချင်လို့ကိုအဲ့တော့အပိုင်းလေးတစ်ပိုင်းဆိုတော့တစ်ပိုင်းစာမျက်နှာမဟုတ်ပဲနေနိဒီစာအုပ်မှာအပိုင်းလေးရှိဆိုဒီအပိုင်းလေးကလည်းနည်းနည်းတို့တယ်အဲ့တော့အဲ့လိုလေးနဲ့ဖတ်လိုက်တယ် Mary ဖတ်နေစာလေးရကြဒီ manifest နောက်စတင်ညှို့ညင်လိုက်ပါဆိုရယ်ဒီကောင်းလေးပါအဲ့အပြင်ဘာလေးကိုထည့်ထည့်လာလဲဆိုတော့ကိုဖတ်လိုက်တယ်ပေါ့နော် Mary ဒီနေ့ဖတ်လိုက်တဲ့ဟာမနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ Mary ရဲ့ point of view နဲ့အတူတူပြန်ပြီး sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီစာအုပ်လေးမှာပေါ့နော်ပထမအဆုံး तू က manifestation ကိုအဓိကပြောတာwhat is manifestation ပေါ့နော်ဒါကလည်းလူတွေတော်တော်များကမသိသေးတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော် manifestation ကို definition ဖွင့်ရအရန်ခတ်တယ်အဓိပ္ပာယ်ဖွင့်ရအရန်ခတ်တယ်အဲ့တော့ဒီမှာပြောထားတာအလွယ်ကူဆုံးပဲညှို့ညင်ခြင်းပေါ့ပြောမှဆို attraction ကိုလိုချင်တဲ့အရာတွေကို attract လုပ်တာပေါ့နော်ဆွဲညင်တာဆွဲညှို့ညင်တာပေါ့နော်ထူးခြားတာတစ်ခုကကြတော့ Mary ဒီစာအုပ်ကလေးဝယ်ပြီးတော့နောက်မကြဘူးဖတ်တော့တိတ်ပြီးတော့မဖတ်သေးဘူးအစအမှားစာပေါ့အဲ့ဒါလေးကိုနည်းနည်းလေးဖတ်လိုက်ဘူးတာပဲရှိသေးတယ်အရင် manifestation အားကြီးကောင်းလာတာသိလားဒီစာအုပ်လေးကကို့မှာရှိနေပြီးတော့ဒီ manifest now ဒီစာ watch တွေပေါ့နော်ဒီကောင်းတဲ့ watch တွေကိုသွားပြီးတော့ကိုကမြင်နေလို့ဖတ်နေလို့လားတော့မသိဘူးအလိုလိုနေကို manifestation တွေအားကောင်းနေတာ manifestation လုပ်ရင်ကွာမတို့ကနောက်2လကြာရင်ဒါဖြစ်မယ်ငါနောက်ဆို future ပေါ့နော်ဒီကငါဒီဟာကြလို့ရှိရင်ငါဒီလိုလူမျိုးဖြစ်မယ်ငါတကြွယ်ဖြစ်မယ်ငါတထေးဖြစ်မယ်စသည်ဖြင့်အဲ့ဒါက future ကိုကြည့်တာဆိုတော့ဒီနေရာမှာမအရင်တော့ video လေးတစ်ခုမှပြောခဲ့တယ်လို့ပဲအတိတ်လည်းမရှိဘူးနာဂတ်လည်းမရှိဘူးပြစ္ဆုတ်ပံဘဲရှိတာတကယ်ကအဲ့တော့အခုပြစ္ဆုတ်ပံကပဲအတိတ်ကိုဖန်ဆင်းတယ်လို့အခုပြစ္ဆုတ်ပံကပဲအနာဂတ်ကိုဖန်ဆင်းတာဆိုတော့ရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်အခု Mary ပြောနေတဲ့အရာတွေကဒါအနာဂတ်ဖြစ်သွားတာပဲအတိတ်လည်းဖြစ်သွားတယ်ကွယ်အဲ့တော့အနာဂတ်မှာ okay ဆိုတော့အနာဂတ်မှာကိုကဒီစာအုပ်ကိုလုံးဝပြီးအောင်ဖတ်ချင်တယ်ဖတ်နိုင်တဲ့သူဖြစ်ရမယ်ဆိုရှင်အခုပြစ္ဆုတ်ပံမှာဒါကိုဖတ်နေဖို့လိုတယ် healthy ဖြစ်တယ်လို့ပေါ့ဒါမှမဟုတ်လေ toxic relationship ကနေငါရုံထွက်နိုင်တဲ့သူကသူဖြစ်တော့မှာဆိုတဲ့ဟာနဲ့ဆိုရှင် hope back ကိုသွားတယ်ဖြစ်တော့မှာဆိုပြီးတော့မျော်လင့်နေရတဲ့တူတယ်အဲ့တော့အဲ့လိုမျောလက်တာမဟုတ်ပဲねတကယ်ကအဲ့ future ကဒီပြစ္ဆုတ်ပံပဲအဲ့တော့အခုပြစ္ဆုတ်ပံမှာစပြီးတော့ဒါကို apply လုပ်လိုက်မယ်ဆိုလို့ရှိရင် future မှာလည်းဒါဖြစ်ပြီးတော့ဖြစ်သွားပြီဆိုတော့ဒီမှာ तू ကလည်းပေးချင်တဲ့ message က you're powerful မင်းကစွမ်းအားကြီးရယ်ကိုဖြစ်ချင်တဲ့ဟာတွေကိုတကယ်လုပ်နိုင်တယ်ပေါ့နော်တိုးတော့ဆွဲနေတဲ့ဒီ limiting belief တွေတို့စေဆက်တဲ့ပိုးလာခဲ့ရတဲ့ဒီကန့်တက်ထားတဲ့အတွေးတွေပေါ့နော် negative patterns တွေလည်းရှိတယ်ဆိုတော့အဲ့ဒါကြီးပါတယ်ဒါကြောင့်မို့လို့မယုတ်ကနောက်ကြရင်ဖြစ်မှာဆိုတဲ့ဟာတွေထက်အခုတည်းကဖြစ်လိုက်ဖို့ဆိုတဲ့ဟာကိုပြောထားတာပေါ့နော် coaching မှာသင်ခဲ့ရတယ်လို့ပဲအဓိက being ပေါ့နော်အဲ့ being ကတကယ်က coaching ရမှာမဟုတ်ပြောမှဆိုရင်တော့ဒီအကုန်လုံးနဲ့ connect ဖြစ်နေရယ်ကိုကဟုတ်ပြီနေ့တိုင်းအားကစားလုပ်တဲ့သူနေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့သူဒီရောက်ဖြစ်ချင်တယ်ဆိုရင်အခုတည်းကစပြီးတော့လုပ်ရတော့မှာမလုပ်နိုင်တာမဟုတ်ဘူးမလုပ်ရသေးတာမလုပ်နိုင်တာမဟုတ်ဘူးမလုပ်ကသေးတာပေါ့နော်ဒါကြောင့်မို့လို့အခုဗီဒီယိုကြည့်နေတဲ့ message ထဲမှာငါနာဂတ်မှာဒီလိုစလိုက်မယ်ဆိုတဲ့ဟာတွေပေါ့နော်ဥပမာထားပါတော့ဒီစီးပွားရေးနဲ့ပတ်သက်တာရတပိုင်းဒါကတပိုင်းကိုယ့်ရဲ့ life နဲ့တခြားသောကောင်းတဲ့အရာတွေအတွက် improvement တွေအတွက်ကိုမရ
ပြောရဖြစ်ပါတယ်အဲ့ဟာဒီအတွက်ကိုက practice လုပ်မယ်စဉ်းစားပြီးတော့ okay public speaking practice မှာလားဒါမှမဟုတ်ကိုကအင်္ဂလိပ်စာကျွမ်းကျင်တာလားကျမကြီးလိုက်စားရတဲ့သူဖြစ်ချင်တာလားဒီဟာတွေပါအပေါ်မှာမူတည်ပြီးတော့အခုတည်းကစလိုက်လို့ရပြီမဲလိုမျိုးပေါ့နော် intuitive သမားတွေအတွက်ကို advice ပေးချင်တာကလုံးဝperfectionism မဖြစ်ပါနဲ့ဖြစ်ရင်လည်းပြန်ပြီးတော့ပြန်ထိန်းပါဥပမာငါဒီနေ့တရားကိုရအောင်ဖတ်မယ်လို့အရန်တိကြိုက်ကွာငါလေ့ကျင့်တာလုံးဝတနားရီလုပ်မယ်ပါငါဒီနေ့စာအုပ်တော့ဖတ်မယ်လေ့ကျင့်တာတနားရီလုပ်မယ်စသဖြင့်ပြောမှဆိုရင်တော့ကိန်းကနန်းအနေနဲ့လုံးဝကန့်သက်ထားရဲဆိုလို့ရှိရင်တစ်ခါလေးပေါ့နော်အရန်လောက်ရတာပေါ့နော်ခက်နေတဲ့လူတွေအတွက်ကိုပြောတာအဲ့လိုမျိုးကန့်သက်ထားလိုက်ပြီးတော့မလုပ်ဖြစ်သွားရင်ကိုကပိုပြီးစိတ်ညစ်တတ်တဲ့တဲမှာပါနေရဆိုရင်ပေါ့နော်အဲ့လိုမျိုးရှိရဲ့အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်ပြီး short လိုက်နောက်ဆုံးဘယ်လောက်ထိ short လို့ရလဲဆိုတော့ exercise လုပ်ဖို့ပြင်မယ်ဆိုတဲ့အထိမလုပ်ခင်အထိအချိန်ထိပေါ့နော်အချိန်လောက်ဒီလုံးဝ short ချလိုက်လို့ရတယ်လုပ်ဖြစ်မလုပ်ဖြစ်ပြဿနာမရှိဘူးဒီကပြင်လိုက်ဖို့လုပ်တော့မယ်ဆိုပြီးတော့ဘယ်လိုပြောမလဲ workout video တွေပဲဖွင့်မလားအောက်မှာဂျင်မဲသွားမလားမကစားနဲ့ဥမာစာအုပ်ဖတ်မယ်ဆိုလည်းလို့ပဲစာအုပ်ကိုပဲကင်ပြီးတော့ဖွင့်လိုက်အောင်မဖတ်နဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါတွေကလည်း internet ပေါ်မှာအများကြီးရှိနေပါပြီဆိုတော့အဓိကဒီ high purpose နဲ့ဒီ high intention တကယ်သူ့ရဲ့အနောက်ကအနှစ်ကိုပြောပြချင်တာအဲ့လို short ချလိုက်ခြင်းအပြင်ကို့မှာရှိနေတဲ့ perfectionism တွေလည်းလျော့သွားတယ်အဲ့အပြင် it's okay ကွာဒီကပိုင်းမှာလေဒီကပိုင်းမှာဘာမှမဆိုအဆင်ပြေတယ်ကိုအားမလို့အမြဖြစ်တဲ့ဟာတွေပဲဖြစ်နေတာပေါ့နော်တကယ်ကကိုဒီနေ့တရက်ပြတ်သွားတယ်ဘာမှဖြစ်ဘူး okay consistency ရပြတ်တယ် but it's okay အဲ့ဒါကြီးကိုအရန်ကြီးဒီဟာပေါ်မှာအရင် serious ထားနေတယ်နောက်တစ်လားလောက်နေကြလို့ရှိရင်ဒါမှမဟုတ်တခြားကိစ္စတွေနဲ့ရှင်းလိုက်လို့ရှိရင်ဒီအောင်ရ serious မဟုတ်တော့ဆိုတော့အားလုံးကဒီတိုင်းလေးပဲဆိုရင်မထူးခြားဘူးဆိုပြီးပြောချင်တာမဟုတ် but perfectionism ဖြစ်တဲ့ဖြစ်တတ်တယ်ပေါ့နော်လူလေးတွေလုံးဝ serious ဖြစ်တတ်တဲ့လူလေးတွေအတွက်ကိုမှရဒါရင်းညွှန်းမျိုးပြောတာအကုန်လုံးမဟုတ်ဒါကြောင့်မို့လို့အဲ့ဒီအထိလုံးဝ short ချလိုက်ပြီနောက်ဆုံးမလုပ်ဘူးလားရတယ်အဲ့မလုပ်တဲ့အပေါ်မှာဒစိမ့်စိမ့်နဲ့ငါမလုပ်ဘူးလိုက်အောင်ငါပြတ်သွားရဲဆိုတဲ့ဟာတွေကပို့ပြီးတော့စိုးတယ်ဆိုတော့ zero is better than minus ဆိုတဲ့ဟာလေးကိုယူအောင်ပါကဲလောက်ပါပဲဒီနေ့အတွက်ပြောချင်တဲ့ main message ကတော့ဒီစာအုပ်ထဲက manifestation နဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အတိတ်မရှိဘူးအနာဂတ်လည်းမရှိဘူးပြစ္ဆုတ်ပံပဲဒါကြောင့်မို့တော့အခုပြစ္ဆုတ်ပံမှာအကောင်းဆုံးနေတာအကောင်းဆုံးပဲပြစ္ဆုတ်ပံမှာလုံးဆရာရှိရတယ်လုပ်ပလိုက်မလုံးနိုင်လဲ is okay ဆိုတော့ဒီနေရာမှာအဲ့ဒါကိုပြောချင်တာပေါ့နော် future ဆိုပြီးတော့မျောနေရတဲ့ hope တွေကိုဖယ်လိုက်ပြီးတော့တကယ် being စာပြီးတော့ဖြစ်မှာအဲ့ဒါလေးကို sharing လုပ်ပေးစင်တာနောက်တစ်ခုကတော့ announce လုပ်တာပေါ့ဘာမှမဟုတ် my 30 day challenge အဲ့တော့ my ဖြစ်တတ်နိုင်တဲ့video ဒါမှမဟုတ်ရင် sharing ကိုတော့နေ့တိုင်းလုပ်နိုင်အောင်ကြိုးစားသွားပါမယ်video နဲ့အခုဆိုရှင်မရအချိန်ရတော့ video နဲ့လုပ်တယ်ပေါ့နော်အကယ်လို့အချိန်မရဆိုရှင် my voice clip နဲ့ sharing မရဲ့ channel မှာလုပ်ဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ sharing လေးတွေကိုလည်းသိချင်တယ်နားထောင်ချင်တယ်ဆိုရင်မရဲ့ Telegram channel လေးကိုတခြားပေါက် join ထားဖို့လိုပါမယ်ဆိုတော့အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် see you in next video bye bye